အားလုံးပဲမင်္ဂလာပါဒီပီလင့်မြန်မာနေပြီးတော့ကျွန်တော်တို့ပြန်လည်ကြိုဆိုပါရစေကျွန်တော်ဒီပီလင့်ဒီ AP တစ်ခုကိုပေါ့နော်ကျွန်တော် accept point မှုဖြစ်ဘယ်လိုပြောင်းလဲပြီးတော့အသုံးပြုအောင်လဲဆိုတာကျွန်တော်ပြပြပေးမယ်ပထမဆုံးအနေနဲ့ကျွန်တော်ဒီအိမ်မှာရှိတဲ့ router နဲ့ဒီ accept point ကိုကျွန်တော်က Ethernet cable ကိုသုံးပြီးတော့ကြိုးထိပ်ထားရမယ်ပေါ့နော်ပြီးရင်ကျွန်တော်တို့ power cable လေးကိုထိုးထားရမယ်ပေါ့နော်ပြီးရင်ကျွန်တော်တို့ဒီမှာ power button လေးကျွန်တော် clock လေးကိုကျွန်တော်တို့နှိပ်ပြီးတော့ဖွင့်ပြလိုက်ပါမယ်ပြီးရင်ကျွန်တော်ဒီမှာ power မီးတွေကျွန်တော် LED မီးတွေကမိတ်တုံအဆင့်ကနေပြီးတော့လုံးဝငြိမ်သွားကြည့်ကျွန်တော်ခဏစောင့်ပြီးမယ်ပြီးရင်ဒီ AP ရဲ့အောက်မှာပါရဲ့ product label မှာကျွန်တော်တို့ Wi-Fi password တွေပြီးရင် Wi-Fi name တွေပါတယ်အဲ့တော့ကျွန်တော်တို့ကအသုံးပြုမဲ့mobile phone ဖြစ်ဖြစ် computer ဖြစ်ဖြစ်မှာဒီ Wi-Fi ကိုကျွန်တော်တို့ရှေ့ကရှာပြီးတော့ချိန်လိုက်မယ်ပေါ့နော်ဒီမှာဆိုရင်ကျွန်တော် password လေးရိုက်ခဲ့ပေးလိုက်မယ်ပြီးတော့ကျွန်တော်တို့ browser တစ်ခုခုကျွန်တော်ဖွင့်ပြီးတော့သူ့ရဲ့ search bar မှာTP-link ap.net ဆိုပြီးတော့ရိုက်ထည့်လိုက်ရင်ဒီလို web page လေးကြမှာအဲ့မှာကျွန်တော်ကcreate password ပေါ့နော်password တစ်ခုဖန်တီးပေးရမယ်အဲ့မှာကျွန်တော်ကနှစ်ချိန်ပေါ့နော်တူတူရိုက်ထည့်ပေးလိုက်မယ်ဒီမှာဆိုရင်ကျွန်တော်က create and setup ဆိုလေးရောက်ပြီเนาะကျွန်တော်က next ဆိုတာလေးနှိပ်လိုက်မယ်ပြီးရင်ကျွန်တော် accept point သုံးမှာဖြစ်တဲ့ကြောင့် accept point ကိုရွေးပြီးတော့ကျွန်တော်က next သွားလိုက်မယ်ပေါ့နော်ပြီးရင်တော့ကျွန်တော်တို့ဒီမှာ Wi-Fi name ပေါ့နော်ကျွန်တော်ပြောင်းလဲခြင်းတဲ့ Wi-Fi name ကျွန်တော်ကချိန်လိုက်မယ်ပြီးရင်ကျွန်တော် password ထည့်ပေးလိုက်မယ်ပေါ့နော် password လည်းကျွန်တော်အဆင်ပြေတဲ့ password ထည့်ပေးလိုက်ပါမယ်ပြီးရင်ဒီမှာ review ပေါ့နော်ကျွန်တော်တို့ပေးခဲ့တဲ့ဟာကြီးကျွန်တော်တို့သေးစိတ်ပြန်စစ်မယ် user name နဲ့ password တွေကျွန်တော်ဒီခြားလေးပြန်စစ်ပြီးရင်ကျွန်တော် finish ကိုနှိပ်လိုက်မယ်finish နှိပ်ပြီးသွားရင်တော့ကျွန်တော်တို့က Wi-Fi ပြောင်းလိုက်တဲ့အတွက်ကြောင့်ကျွန်တော် Wi-Fi အသစ်ကိုကျွန်တော်သတ်မှတ်ပေးခဲ့တဲ့ Wi-Fi အသစ်ကိုကျွန်တော်တို့ပြန်ရှာပြီးတော့ပြန်ချိန်ရမှာပေါ့နော်ကျွန်တော်ဒီမှာကျွန်တော်ပေးခဲ့တဲ့ Wi-Fi ကိုပြန်ရှာလိုက်မယ်ပြီးရင် connect ပြီးရင်ကျွန်တော်ပေးခဲ့တဲ့ password ပေါ့နော် password ကျွန်တော်ရိုက်ထည့်ပေးလိုက်မယ်Wi-Fi ချိတ်သွားရင်တော့ကျွန်တော်ရပြီပေါ့နော်အဲ့တော့ကျွန်တော်တို့ဟို internet ရမရကျွန်တော်တို့တခုခုเนาะ website တခုခုကျွန်တော်ဒီမှာဒီ website ပဲကျွန်တော်ရိုက်ရှာလိုက်ပါမယ်ဒီမှာတော့ website ကျလာပြီဒါဆိုရင်တော့ကျွန်တော်တို့ဒီ internet ရသွားပြီပေါ့နော်ဒါဆိုရင်တော့အားလုံးလည်းအဆင်ပြေကြမယ်လို့ပြောနေပါတယ်ကျေးဇူးတင်ပါတယ်